ငါစောရမင်းကိုပြောတယ်မလားတခုတော့လွဲနေပြီလို့မင်းကမင်းကိုမင်းအပိုင်တော့တာဘူးဆိုကဲပါကွာမင်းအသက်အရွယ်နဲ့လုံးဝမနေစမ်းပါဘူးအသက်40ကျော်မှမလုံးအောင်လို့မင်းဘယ်လိုပြောလဲ你别笑ကိုမောင်လေးသစင်းကိုတန်းချစ်တာသစင်းကိုမောင်မချစ်ဘူးလားဟမ်မချစ်ဘူးလားပြောစမ်းပါဒီပါဇက်ကလေးကပြောစမ်းပါပြောချင်ပါအောင်ချက်စီရည်။အိုးဘာချက်စရာမလို့ငါတောင်မရှိဘူး။ပြောစမ်းပါမင်းမချစ်ဘူးလားဟင်ဒီနောက်မှာဘလို့မှမရှိပါဘူး။ကိုဖူးမောင်ချစ်ပါတယ်။ဟုတ်လား။ဟုတ်ပေါ့။ဝမ်းလိုက်တာတည်းဝမ်းလိုက်တာကိုမောင်ကြီးနဲ့မှတုံနေတာကြောက်ခမန်းလေးလေဆက်ကြည့်လားဟုတ်တယ်တော့ပထိုင်းမောင်းနေရကြနေရပဲဒုတ်နဲ့သစင်းရောသစင်းနဲ့မှဒုတ်နဲ့မနေဘူးလားမှစမ်းကြည့်အောင်ခဏလေးမောင်ရခဏပါစမ်းဘာလို့တော့ရအရှင်ရော1950အတူအရင်1950ဒီလောက်ကိုခင်ဗျအတူအရင်ပြန်ဆက်မယ်ဘာမှမပြောသွားတော့ကြီးကျယ်နဲ့ပါကောင်ဒီမှာကတ်စားတဲ့ကောင်ပါလေကမငပလီတို့ချောင်းလာတို့ငွေဆောင်လို့လားအဲ့ညာခင်ဗျကြုံမသွားဘူးနော်ကိုသိဟာဘာဖြစ်လို့ပတ်စံကုန်နေ